အားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းစကားကိုတရက်5ချောင်းကျင့်ပြီးစကားလုံးတွေသင်ယူကြမယ်မစခင်မှာကျွန်တော်ကိုအားပေးတဲ့အနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးပါအောင်လို့เนาะကဲစလိုက်ကြအောင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့စေကန်းသွားတဲ့စကားလုံးကိုလေ့ကျင့်မှာဖြစ်ပါတယ်เป็นอะไรมาครับคะเป็นอะไรมาครับသို့မဟုတ်คะဘာဖြစ်လာတာလဲเป็นဖြစ်သည်อะไรဘာလဲมาလာသည်ครับဆိုတာကတော့ကျွန်တော်တို့ထိုင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုအနေနဲ့စကားပြောတဲ့အချိန်မှာအဆုံးသတ်မှာခမညာရှင့်ဆိုပြီးတော့မှသုံးကြတာဖြစ်ပါတယ်เป็นอะไรมาครับเป็นอะไรมาครับไม่สบายครับไม่สบายครับနေမကောင်းဘူးไม่ဆိုတဲ့စကားကကျွန်တော်တို့မဟုတ်ဘူးမလုပ်ဘူးဆိုတာကိုသုံးတဲ့စကားလုံးဖြစ်ပါတယ်စบายဆိုတာစบายတစ်လုံးထဲကိုကျွန်တော်တို့သုံးမယ်ဆိုရင် AC ပဲနေလို့ကောင်းတယ်ဆိုတဲ့သဘောဖြစ်ပါတယ်เนาะဒါပေမဲ့ဒီမှာကျတော့အရှိစကားလုံးကမိုက်လို့သုံးထားတဲ့အတွက်ကြောင့်မလို့နေလို့မကောင်းဘူးပေါ့เนาะဒီတော့ကျွန်တော်တို့အရှိကမိုက်ကြီးကိုမသုံးဘဲနဲ့ဒီအရှိမအနီရောင်ထဲမှာကျွန်တော်ဥပမာပြထားတဲ့ဒီဆိုတဲ့စကားလုံးထည့်မယ်ဆိုရင်ဒီဆိုတဲ့စကားလုံးကကောင်းတယ်ဆိုတော့စบายဒီဆိုရင်နေလို့ကောင်းတယ်နေလို့ကောင်းဒီအဲ့တော့ဒီစบายဆိုတဲ့အရာက easy ဖြစ်တယ်မိုက်ထည့်မယ်ဆိုရင်မဖြစ်ဘူးဒီထည့်တယ်ဆိုရင် easy ဖြစ်တယ်ကောင်းတယ်เป็นมานานหรือยังเป็นมานานหรือยังเป็นมานานหรือยังကျွန်တော်လူကိုတော့မြန်မာလိုကောင်းကောင်းလေးရေးဖို့အဆင်မပြေတဲ့အတွက်ဒီစကားတန်ကိုနားထောင်ပြီးတော့မှလိုက်ပြောစီချင်ပါတယ်ဖြစ်လာတာကြာပြီလားเป็นมานานหรือยังเป็นဆိုတာကဖြစ်တယ်มาလာသည်လာဆိုတဲ့စကားလုံးဖြစ်တယ်နန်ကြာတယ်ကြာသည်หรือยังပြီလားဖြစ်လာတာကြာပြီလားเป็นมานานหรือยังครับဆရာဝန်ကပြန်မေးပါလိမ့်မယ်2 3 1 2 3 1 2ဆိုတာက2 3ဆိုတာက3 1ဆိုတာကရက်နေ့အဲ့တော့ကျွန်တော်တို့ပြန်ဖြေတဲ့ခါကျရင်2 3 1ครับမင်္ဂလိပ်ဆိုရင်ခသုံးလို့ရပါတယ်มีอาการอย่างไรบ้างมีอาการอย่างไรบ้างมีอาการอย่างไรบ้างบรรลุลักษณะด้วยရှိတယ်လေมีဆိုတာရှိသည်อาการ
อาการลักษณะอย่างไรบรรลุเลยบ้างอโชบ้านอโชบรรลุลักษณะด้วยရှိတယ်လေมีอาการอย่างไรบ้างมีဆိုတာရှိတယ်อาการဆိုတာလက္ခဏာอย่างไรဆိုတာဘယ်လိုလဲบ้านအခြေခံมีဆိုတဲ့စကားလုံးကိုသုံးထားခြင်းဖြစ်ပါတယ်มีဆိုတာရှိတယ်စောနာဆရာဝန်မေးတာมีอาการอย่างไรบ้างဆိုတော့ဘယ်လိုလက္ခဏာမျိုးရှိလဲဆိုတော့ကျွန်တော်တို့မှာရှိတဲ့လက္ခဏာကိုပြန်ပြောပြမှာဖြစ်ပါတယ်ဒါကြောင့်မလို့มีဆိုတဲ့စကားလုံးကိုအရှိမထားပြီးတော့မှခိုက်အဖျားနော်ခိုက်ဆိုတာကအဖျားအခုနကျွန်တော်တို့ပထမအရှိမသုံးထားတဲ့မိတ်စပိုင်ဆိုတာကအဖျားကိုပြောတာမဟုတ်နေလို့မကောင်းတာကိုပြောတာကျွန်တော်တို့ဒီမှာကြတော့အဖျားတက်တယ်အဖျားရှိတယ်ဆိုတဲ့ဟာကိုပြန်သုံးအောင်မှာဖြစ်တယ်ဒါကြောင့်မလို့အရှိမမီဆိုတဲ့စကားလုံးထားရတာဖြစ်တယ်တကယ်လို့အဖျားရှိတယ်ဆိုရင်မီခိုက်โอเคตัวร้อนจอมမြန်မာလိုအတန်ထွက်ကိုတော့ရေးရတာနည်းနည်းအစစ်မပြေလို့တူဝါဆိုတဲ့စကားလုံးအဆက်ဆိုရမှာဖြစ်ပါตัวร้อนตัวร้อนကိုပူတယ်ဒါဆိုရင်ကျွန်တော်တို့မှာကိုပူတယ်ရှိတယ်ဆိုရင်มีตัวร้อนไอချောင်းဆိုးတယ်အင်္ဂလိပ်လို I ကျွန်တော်ဒီမှာထိုင်းလို I ကြတော့ချောင်းဆိုးတယ်အဲ့တော့มี I ဆိုရင်လေချောင်းဆိုးတာရှိတယ်น้ำมูกไหลน้ำมูกไหลนายีอยู่တာရှိတယ်ဆိုရင်มีน้ำมูกไหลโอเคน้ำဆိုတဲ့ဟာကိုတစ်ခါပြန်ခွဲပြမယ်နော်น้ำဆိုတာကရေမှုဆိုတာကနာလိုင်ဆိုတာကယူတာအဲ့တော့น้ำမှုလိုင်นายีอยู่มีน้ำมูกไหลนายีอยู่တာရှိတယ်ครับကျွန်တော်တို့သုံးပေးရမှာဖြစ်ပါတယ်ครับဆိုတဲ့စကားလုံးကိုသုံးပေးဖို့မမေ့ပါနဲ့ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ကျွန်တော်ကို comment လေးမှာ good လို့ပေးသွားပေးပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်